ခမရအချစ်ဆုံးဆိုတဲ့လူတစ်ယောက်ကိုဒီလိုလောက်ရက်နိုင်လားခမရအချစ်ရဆုံးဆိုတဲ့လူတစ်ယောက်ကိုမြင်အောင်ကြည့်လိုက်ပါခမရရဲ့ကလေးညီလေးညီမလေးဒါမှမဟုတ်အချစ်ဆုံးတငယ်ချင်းဗျာအတိတ်မှာတော့ခမရလောက်ခဲ့ပူတဲ့အမှားမျိုးသူတို့လုံမိလို့ခမရစီမှာလာဖွင့်ပြောပြီးတော့ငိုနေခဲ့ရင်သူတို့ခမရအခန်းထဲမှာလောင်ပိတ်ထားပြီးတော့နေတိုင်းအော်ဟစ်ဆဲဆိုနေမှာလားသူတို့ကအချစ်ခံရဖို့မထိုက်တန်တော့ဘူးဆိုပြီးပြောထွက်မှာလားမပြောရပါဘူးခမရသူတို့ဖတ်ထားပေးမယ်မျက်ရည်တွေတုပ်ပေးပြီးတော့အားလုံးအဆင်ပြေသွားမှာပါလို့နှစ်သိမ့်ပေးမှာပေါ့သူတို့ဘဝပြန်စားဖို့ခမရအစွမ်းကုန်ကူညီပေးမှာအဲ့ဒါဆိုရင်ကိုကြတော့ရောကျွန်တော်တို့ကတခါတလေကိုကြတော့ကိုလုတ်ခဲ့တဲ့အပြစ်တွေအတွက်အပြစ်သားတယောက်လိုပြန်ဆက်ဆံနေမိတတ်ပါတယ်သူများပေါ်ထားတဲ့ခွင့်လွှတ်ကျင်နာမှုမျိုးကိုပေးဖို့ကြတော့ဝင်လေးနေမိတတ်ကြပါတယ်တကယ်တော့ခမ ्या ပေးပတ်ဝန်းကျင်အချစ်ဆုံးသူတွေကိုခမ ्या ပေးနေတဲ့နှွေးထွေးမှုမျိုးလေးဟာခမ ्या ကိုယ်တိုင်နဲ့လည်းထိုက်တန်ပါတယ်ကိုယ့်ရဲ့ကိုယ်ပိုင်နှလုံးသားလေးကိုလည်းပြန်ပြီးနူးနူးညံ့ညံ့နှစ်သိမ့်ပေးဖို့အချိန်တန်ပါပြီဗျာကိုအပြစ်ပေးနေတာတွေကိုရပ်လိုက်ပါတော့ခမ ्या တို့ရောအတိတ်ကအမားတွေအတွက်ကိုအပြစ်ပေးနေမိတော့လားအမြင်လေးတွေအတွေ့အကြုံလေးတွေကို comment နဲ့မှမျှဝေသွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်